ဒီတစ်ချက်သိသွားရင်ဝက်ချက်အမဲဆက်ဆိုတာပျောက်ဖို့အရန်လွယ်တယ်မစင်းဝယ်သူညီမလေးတယောက်ရှိတယ်အဲ့ညီမလေးဆိုအသက်ငယ်လေးဆိုပေမဲ့ဝက်ချက်တော့ပျောက်ချင်တယ်ဒါပေမဲ့ဝက်ချက်တွေကိုဒီလိုကုသလို့ရတယ်ဆိုတာကတော့သူကထင်နေတာဝက်ချက်တွေကိုတတ်တာပျောက်ကင်းရအောင်ဆိုပြီးတော့ခက်ခက်နှင်းမိတယ်သတိမထားမိတာကသူ့ရဲ့မျက်နှာတစ်ပြင်လုံးမှာအမဲဆက်တွေကပိုတော့များလာတယ်တခါတလေဆိုရင်အပြင်သွားတော့မယ်ဆိုရင်တော့ကိုယုံကြည်မှုမရှိဘူးတငယ်ချင်းတွေကြားအပေါင်းအသင်းကြားထဲမှာဆိုရင်ရုပ်ရည်နေသူလိုမျိုးခံစားရတယ်ဆိုပြီးတော့မစင်ကိုယ်တိုင်လည်းနောက်ဝက်ချက်အမဲဆက်သမားဆိုတော့ကိုယ်တိုင်တုံးပြတယ်တိပြတယ်တုံးနေရင်းနဲ့မျက်နှာလေးတွေပြောင်းလဲလာ result လေးတွေချပြတော့သူလည်းမယုံရဲနဲ့မစစ်စီမှာတခဲစမ်းတုံးကြည့်ပြီးတော့မှားသွားတာအခုဗာပြန်ပြောတယ်ထင်လဲဝက်ချက်နေလက်သွေးသက်သာလာပြီးတော့เนาะအမဲဆက်လို့ဆိုတိတိတောင်မှာပါကြလာလို့ဆိုပြီးလူကြားထဲသွားရင်တော့မှကိုယုံကြည်မှုတွေပို့ပြီးတော့ရှိလာတယ်တခြားလူတွေဆိုသူ့လာမေးကြတယ်ဘာတွေတုံးနေလဲဘာတွေတုံးနေလဲဆိုပြီးလာပြီးတော့မေးကြလို့ဆိုပြီးတော့အရန်ကိုလည်းပျော်တယ်ဆိုပြီးတော့မစစ်ကိုလည်းပြောတာအဲ့တော့ကိုကဝက်ချက်အမဲဆက်လည်းရှိတယ်ဘာပဲတုံးမသိတာဘူးဆိုရင်တော့ဒီမေပန်းဒီစနေနာတက်စစ်ပြကိုစမ်းသုံးကြည့်ဖို့ညှို့ပေးစေချင်ပါတယ်သုံးဆွဲဒီ customer review တွေလည်းအများကြီးကိုမှရရှိထားသလိုမစစ်ကိုတိုင်းလည်းတုံးကြည့်ပြီးတော့တကယ်ကိုမှတိတာလို့ဘွားတူလေးတွေတုံးကြည့်ပြီးတော့လှဆစေချင်တယ်ဒီထားတဲ့မန်ပိုင်ရှင်ကဈေးလေးတိပြစီတော့ဒီမေပန်းဒီစနေနာတက်စစ်ပြကတယောက်ထဲသုံးမယ်ဆိုရင်တစ်လခွဲ2လလောက်အေးစေးအသုံးခံပါတယ်အခဲတုံးလေးကဒီလိုအကျက်အမာတုံး50 gram ဈေးနှုန်းလေးကတော့12000ကျပ်ပါအချင်းနဲ့ဆိုရင်တော့ချက်ပေါက်စီမှာအသေးစိတ်မေးမြန်းပြီးတော့မစင်ကအိမ်ရောက်ငွေချေလေးပို့ပေးပါတယ်